ကိုယ့်ရဲ့လုပ်ငန်းအတွက်ဒါလုပ်ငန်းတုံး software တစ်ခုကိုသုံးဖို့အတွက်ရည်ရွယ်တဲ့အချိန်မှာထည့်သွင်းစဉ်းစားရမယ့်အခြေခံမေခွန်း၄ခုကိုကျွန်တော်ပြပြချင်ပါတယ်နံပါတ်1ချက်ကဒီ software ကကိုယ့်လုပ်ငန်းမျိုးစားအတွက်ထုတ်ထားတာလားဆိုတော့ကိုယ့်လုပ်ငန်းဥပမာပေါ့ကိုယ်ကလက်လက်ကလုပ်တဲ့ဒီ software လက်လက်ကလုပ်ငန်းအတွက်ထုတ်ထားတာလားအဲ့ဒါနံပါတ်1ချက်ပေါ့နော်နံပါတ်2ချက်ကကိုယ့်လုပ်ငန်း site အတွက်ထုတ်ထားတာလားကိုကတော့ဥပမာကိုယ့်လုပ်ငန်းအရန်သေးနေတယ် software ကလုပ်ငန်းကြီးအတွက်လုပ်ထားတယ်ဆိုရင်မလိုအပ်ပဲနဲ့အလုပ်ရမ်းများတယ်အဆင်မပြေဘူးကိုယ့်လုပ်ငန်းကကြီးနေတယ် site က software ကလုပ်ငန်းသေးအတွက်ပဲထုတ်ထားတယ် function တစ်ခုအတွက်ပဲထုတ်ထားတယ်ဆိုရင်လည်းကိုလိုချင်တာမပါဘူးဒါမျိုးတွေရှိပါတယ်နံပါတ်3ချက်ကကျတော့အချက်လက်လုံခြုံရေးနဲ့ကိုယ့်ရဲ့လုပ်ငန်းချက်လက်ကိုပဲအချိန်မရွေးကိုထုတ်လို့ရလားဖြတ်လို့ရလားနော်ကိုကပြီးရင်အနောက်မှာ server ကုန်ကျစရိတ်တွေရှိတယ်ဘာနော်တခြားကုန်ကျစရိတ်တွေရှိတဲ့အတွက်အချက်လက်ကိုဘယ်လိုသိမ်းပေးလဲပေါ့နော်ဥပမာဘယ်ချိန်ထိသိမ်းပေးရလဲနော်ဒါမျိုးတွေကိုတစ်ချက်ကျွန်တော်တို့စဉ်းစားရပါတယ်နံပါတ်4မေးခွန်းကကျတော့ကိုကဘယ် device တွေနဲ့သုံးကြတယ်ကွန်ပျူတာနဲ့သုံးကြတယ်လား tablet နဲ့သုံးကြတယ်လားဖုန်း Android iOS ဒါတွေနဲ့သုံးကြတယ်လားဒါတွေနဲ့သုံးလို့ရလားဒါအခြေခံချက်လေးချက်ဖြစ်ပါတယ်ဒီချက်လေးချက်ဟာဒါပထမဆုံးအနေနဲ့ဒါစသုံးကြတဲ့အချိန်မှာအခြေခံစဉ်းစားရတဲ့မေးခွန်းလေးခုဖြစ်ပါတယ်